အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ညောက်ပြောပြမယ့်အကြောင်းအရာကတော့ဒီခုလက်ရှိပေါ့လေဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးဆောင်တဲ့အစိုးရအဖွဲ့ကဒီရုရှားနိုင်ငံရဲ့သမ္မတပေါ့လေဗလာဒီမာပူတင်ကဖိတ်ကြားချက်အရဒီရုရှားနိုင်ငံကိုတွားရောက်တဲ့ချစ်ကြည်ရေးခီးစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့လေဒီကျွန်တော်တို့နိုင်ငံအတွက်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အကိုသုံးသပ်ပြောက်သွားပါဖြစ်ပါတယ်ဆိုတော့ဒီရုရှားနိုင်ငံရဲ့သမ္မတပေါ့လေဗလာဒီမာပူတင်ဖိတ်ကြားချက်အရနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒီရုရှားနိုင်ငံကိုနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်တွားရောက်နေတာဖြစ်ပါတယ်ဒီခရီးစဉ်မှာလိုက်ပါသွားတဲ့ဒီနိုင်ငံရဲ့အကြီးအကဲတွေကလည်းစိတ်ဝင်စားဖို့ခေါင်းတဲ့သူတွေဖြစ်ပါတယ်။ဒါအပြင်ပေါ့လေဒီခရီးစဉ်ကနေပြီးတော့ဒီကျွန်တော်နိုင်ငံအတွက်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိလာနိုင်လဲဆိုတဲ့အချက်ကလည်းစိတ်ဝင်စားဖို့ကောင်းနေတင်ပါတယ်။ဆိုတော့ဒါကိုမပြောခင်မှာဒီကျွန်တော်နေပေါ့လေအကြောင်းအရာလေးတစ်ခုကိုပြောပြချင်ပါတယ်။ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဒီနာဆာကလက်ထက်မှာပေါ့လေဒီတရုတ်နဲ့ရုရှားနိုင်ငံတွေနဲ့ဆက်ဆံရေးကိုပို့ပြီးတော့ကြီးရောက်တိုးတက်ကောင်းမလာတာကိုတွေ့ရတယ်။ဆိုတော့ဒီလက်ရှိကမ္ဘာနိုင်ငံရေးကိုပေါ့လေဒီ World Order Changes ကာလဖြစ်တယ်ဆိုတော့သတ်မှတ်ထားကြတာဖြစ်ပါတယ်ပြောရရင်တော့ဗျာဒီ American လိုနိုင်ငံကြီးတဲ့နိုင်ငံကပေါ့လေဒီကြီးစိုးတဲ့ဒီ unipolarity ကနေပြီးတော့ဒီနိုင်ငံပေါင်းစုံပေါင်းအားကောင်းလာမဲ့ multipolarity အဖြစ်ကိုဥတည်နေတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးအရေးတစ်ခုမှာပေါ့လေကျွန်တော်အနေနဲ့ဒီနှစ်ပိုင်းကွဲသွားတာဖြစ်တယ်လို့မြင်တယ်ပထမတစ်ပိုင်းကဒီ American ရဲ့ဒီ NATO ရဲ့ Israel ရဲ့ဒီ EU ပဲအပိုင်းပေါ့လေတစ်ပိုင်းရဲ့နောက်တစ်ခုကတော့ဒီတရုတ်ရုရှား EN နောက်တစ်ခုကဒီအရှေ့လေပိုင်းIOC ဒီနိုင်ငံတွေပေါ့လေသူတို့တွေတစ်ပိုင်းဆိုရင်နှစ်ပိုင်းကွဲသွားတာဖြစ်တယ်လို့မြင်တယ်ဆိုတော့မြန်မာနိုင်ငံအနေနဲ့ပေါ့လေအခုလိုမျိုးဒီကမ္ဘာပါဝါမှန်တိုင်းအင်အားကြီးတဲ့ဒီနိုင်ငံတွေတွေကဒီတရုတ်နဲ့ဒီရုရှားတို့နဲ့ပေါ့လေကောင်းကောင်းမွန်တဲ့ဆက်ဆံရေးကိုတိစောက်ထားနိုင်တာကဒီလက်ရှိဒီကမ္ဘာနိုင်ငံရေးရေးစည်းကြောင်းကိုဒီလမ်းကြောင်းမှန်မှန်နဲ့ပေါ့လေရောက်သွားတာဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီရုရှားနဲ့ဒီမြန်မာပေါ့လေမြန်မာနိုင်ငံအနေနဲ့ဒီစွမ်းအင်ကဏ္ဍတွေစီးရေးပူးပေါင်းမှုကဏ္ဍတွေမှာဒီနဲ့ဆိုင်ဆိုင်ရှိခဲ့ရတဲ့အပြင်ရေနက်ဆိုင်ကနဲ့ရေနက်ချက်စက်ရုံဒီစောက်ရဲ့အပိုင်းတွေမှာလည်းသဘောတူထားတာတွေရှိခဲ့ကြတာဖြစ်ပါတယ်ဒီအခုဒီနတ်ဆဘာဥက္ကဋ္ဌရနဲ့ပေါ့လေရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံမှုကဒုတိယအကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပါတယ်ဒီပထမအကြိမ်ဟိုကပေါ့လေဒီစီးပွားရေးဖိုရမ်မှာတော့တွေ့ဆုံရဲအခုဒုတိယအကြိမ်တွေ့ဆုံတာဖြစ်ပါတယ်ဆိုတော့ဒီအခုတစ်ခေါက်ပေါ့လေနတ်ဆဘာဥက္ကဋ္ဌအနေနဲ့ဒီရုရှားနိုင်ငံကိုတွားရောက်တဲ့ချစ်ကြည်ခီးစဉ်မှာပေါ့လေရုရှားနိုင်ငံဘက်ကလည်းလေးနဲ့တွေ့ကြိုးစားကိုတွေ့ရတယ်ဆိုတော့ဒီအခုဒီရုရှားနိုင်ငံမှာပေါ့လေဆောင်းရသည်ဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘိုးစရိုက်နဲ့ပြောလို့ဆိုလို့ရှိရင်ဒီရုရှားနိုင်ငံမှာဒီရာသီဥတု၄မျိုးရှိပေါ့လေနွေဦးဆောင်းဆိုတော့၄မျိုးရှိတယ်ဒီအခုက3လပိုင်းဆိုတော့ဒီဆောင်းတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလေးဆောင်းမကုန်သေးဘူးပေါ့လေဆိုတော့ဒီလိုအချိန်မျိုးမှာတော့မှဒီရုရှားနိုင်ငံဘက်ကပေါ့လေနိုင်ငံတွေကျွန်တော်နိုင်ငံရဲ့အကြီးအကဲကိုကိုစိုးနေသဘောမျိုးပြင်ဆင်ပြီးတော့ဒီကွန်ပျူတာတက်ဖွဲ့နေတဲ့